ဂျက်စီလည်းအဆောင်တော့မယုံ online relationship ဆိုတာမတည်မြဲတာများတယ်လीနော်ဒါပေမဲ့ကိုနဲ့ကြောက်ဘယ်လိုကုစားဆုံးသွားလဲမသိပါဘူး online relationship မှာဟိုဂျက်စီရောအကောင်းဆုံးဟိုပေါ့နော်စူးစမ်းပြီးတော့ဖြတ်တန်းပြီးတော့အခုချိန်ကိုလက်ထက်တဲ့အထီကိုရောက်လျှောက်နိုင်ခဲ့တယ်ပေါ့နော် proposal တဲ့အချိန်ကတော့ဒီလိုပဲဟီးဟာနဲ့ပေါ့အဲ့လိုတော့ဘယ်လိုလူကြားထဲမှာဆိုတော့လေအကုန်လုံးကလည်းဝိုင်းကြည့်ကြပေါ့အဲ့လိုမျိုးကြတကယ်တမ်းဂျက်စီကရှက်တော့ရှက်တယ်သိလားဟုတ်ဒီနေ့ကပေါ့နော်ဂျက်စီဒီမြန်မာနိုင်ငံလည်းပြန်ရောက်နေတဲ့အချိန်လေးပေါ့နော်ဆရာကဒီယောက်ျားအေကန်တင်တဲ့အချိန်မှာဆရာနဲ့လည်းမဆုံတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာရဲ့ပွဲလေးမှာလာရောက်ဝင်ရဖြစ်တာပါရှင်ဆရာဖန်တီးတဲ့ဇက်ကတော့တည်ရတိုင်းပဲတည်ရမလားအကုန်လုံးကြိုက်တယ်အကုန်လုံးကောင်းတယ်ထွေလာလည်းကြည့်ဖြစ်ပါတယ်စိတ်ဝင်စားစရာလေးပေါ့နော်ကိုရီဟိုကြိုက်တဲ့ဇလန်းမျိုးလေးပေါ့အမတ်တရရဲ့အများကြီးရှိရယ်ဆရာရှိမှာတင်တန်းတော်ပေါ့ဂျက်စီကဒီဘယ်လိုပြောရမလဲအရင်ကလုံးဝမငိုတတ်ဘူးဂျက်စီလုံးဝမငိုတတ်ဘူးငိုလို့ပြောလို့ရှိရင်အဲ့လိုမျိုးပေါ့နော် music video ထဲမှာပဲဖြစ်ဖြစ်ပဲမှာဖြစ်ဂျက်စီကိုငိုတဲ့အခန်းရက်ခိုင်ဂျက်စီကအရန်စိတ်ညစ်ရတယ်ဘာလို့လဲဆိုရီပဲရီနေလို့မငိုတတ်ဘူးပေါ့နော်ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်နဲ့လည်းထုတ်ပြီးတော့တော်ရုံအဲ့လိုမျိုးကင်မရာရှေ့ရောက်လို့ရှိရင်မငိုတတ်တော့အဲ့လိုမျိုးဖြစ်သွားအဲ့ဒီအချိန်မှာဆရာကနေပြီးတော့လုံးဝပေါ့နော်ဂျက်စီကိုဒီငိုလို့ပြောလိုက်တာနဲ့လုံးဝမှုသွင်းပြီးတော့ငိုနိုင်အောင်ဒီဆရာကတင်ပေးခဲ့တဲ့အတွက်ကြောင့်ဆရာနဲ့အမတ်တရရအများကြီးရှိပါတယ်ဘောနော်ဆရာကကျတော့ခန်းစားချက်နဲ့ငိုအောင်တင်ပေးတယ်ကိုညိုကကျတော့ technique နဲ့ငိုတဲ့အောင်တင်ပေးတယ်အဲ့တော့ဆရာနဲ့ကိုညိုနဲ့ကတော့ဂျက်စီရဲ့ဆရာကြီးပဲပေါ့နော်ငိုလို့ပြောလိုက်တာလည်းအခုဆိုလို့ရှိရင်တော့နည်းနည်းလေးမှုသွင်းပြီးတော့ငိုတတ်တဲ့အနေထားတော့ရောက်နေပြီပေါ့ဂျက်စီကဟိုအနုပညာလည်းအလန်းဝေးသွားတာကြတော့လေဘာမှတော့မလုပ်ဖြစ်ဘူးဂျက်စီအိမ်အောင်ချသွားတဲ့အတွက်ကြောင့်မလို့နားလိုက်တာပေါ့နော်ဟုတ်တာယာတော့ဒီလိုပဲပေါ့နော်အိမ်အောင်ပြုတ်တယ်ဆိုတာကတော့အကုန်လုံးအကောင်ကြီးပဲတော့မဟုတ်ဘူးပေါ့အကောင်ဆိုဒွန်တွဲနေတဲ့အခါမှာကိုရီးယားအလိုမျိုးဟိုပြလဲလေးနဲ့ဘယ်ရာပဲဖြစ်ပေါ့နော်ဟိုညှိယူပြီးတော့ပျော်ရွှင်လေးနဲ့နေရတဲ့သဘောလေးပေါ့အရင်လေးပေါ်ပြန်နေလေပေါ်ပြန်နားလည်မှုကတော့ပေါ့နော်ကိုကတော့တော်တော်နားလည်ပြီးရဲ့ထဲမှာပါတယ်ဂျက်စီကကျတော့နည်းနည်းငယ်တော့လေဟိုတစ်ကနေရှိလို့ရှိရင်ဒုံတိုင်းနဲ့တည်ရမလားအဲ့လိုမျိုးအဲ့ဆိုဟိုကိုကကျတော့ဟိုလိုက်ပြီးတော့ညှိပေးတယ်ပေါ့နော်အဲ့လိုလေးနဲ့ပဲရှေ့ဆက်နေရပေါ့အခုတော့တိတ်မစိုးတော့ပါဘူးလိမ့်မာနေပါချစ်သူဘဝနဲ့အိမ်အောင်တယ်ဘဝကကျတော့ဂျက်စီအနေနဲ့ကကျတော့ချစ်သူဘဝမှာချစ်သူဘဝလိုပဲအခုချိန်ထိလည်းချစ်သူဘဝလိုပဲပေါ့နော်ဘာမှတော့ပြောင်းလဲမှုတော့မရှိသေးဘူးအိမ်အောင်ကြသွားလို့ဆိုပြီးတော့ရုတ်တရက်ကြီးသိရမလားအဲ့လိုမျိုးချစ်သူဘဝနဲ့အိမ်အောင်ကြတဲ့ဘဝကိုရောက်သွားလို့ဆိုပြီးတော့အဲ့လိုဟိုဘယ်လိုပြောမှညီမတိတ်မပြောတတ်တော့စကားအမှားပါအောင်မှာဆိုလို့လေအခုချိန်ထိဟိုချစ်သူကြီးစားသမီးစားဘဝတော့ပုံစံလေးပဲပျော်ရွှင်လေးပဲရှိနေသေးတယ်ပေါ့အဲ့လိုလိုက်ခံထားရသေးတယ်စုံတာတော့ဒီလိုပဲ online ကပဲစုံတာပါonline ကနေတော့ဂျက်စီလည်းအဆောင်တော့မယုံ online relationship ဆိုတာမတည်မြဲတာများတယ်လीနော်ဒါပေမဲ့ကိုနဲ့ကြောက်ဘယ်လိုကုစားဆုံးသွားလဲမသိပါဘူး online relationship မှာဟိုဂျက်စီရောအကောင်းဆုံးဟိုပေါ့နော်စူးစမ်းပြီးတော့ဖြတ်တန်းပြီးတော့အခုချိန်ကိုလက်ထက်တဲ့အထီကိုရောက်လျှောက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လည်းကိုလည်းတကယ်ကိုဟိုအဓိကကတော့ယုံကြည်မှုပါပဲအဓိကယုံကြည်မှုပေါ့နော်ဟိုလူတယောက်ကဟိုဝေးနေတာပဲဖြစ်ဖြစ်အနားမှာရှိတာပဲဖြစ်ဖြစ်ယုံကြည်မှုမရှိလို့ရှိရင်ရှေ့ဆက်လို့မရအောင်လေဟိုအဓိကကိုကြောခိုင်းနေအောင်မှသိရမလားကိုကယုံကြည်နေရတဲ့လူမျိုးသူရောကိုဖြစ်အောင်နေတာပေါ့နော်အဲ့ဒီတစ်ချက်ပါပဲပြီးတော့အမြဲတမ်းအချစ်မလျော့တဲ့တစ်ချက်ပေါ့အရန်မချီတူးချင်ပါဘူးဒါပေမဲ့တော့အခုချိန်ထိတော့ဟုတ်နေသေးရပေါ့နော်ချီတူးဆောင်းမယ်လို့လည်းပြောစေချင်ဘူးပေါ့အခုချိန်ထိတော့အကုန်လုံးကတော့စင်ပြေနေသေးရပေါ့အဲ့ဒါလည်းကိုကပဲယုံကြည်မှုတွေဖြစ်အောင်လုပ်ခဲ့အောင်ဂျက်စီကကျတော့လေအဲ့လိုအချစ်ကိုတိတ်မယုံကြည်တဲ့အထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုတော့ technique ရှိရင်အဲ့လိုမျိုးဟို
သိရမလားသူကတော့ထားခဲ့မှာပဲဝေးသွားကြမှာပဲအချိန်တန်ရင်အဲ့လိုမျိုး mindset ကခေါင်းထဲမှာအများကြီးရှိနေတဲ့အခါကျတော့ကိုကအစပိုင်းမှာအဲ့ဒါတော့တော်တော်ဖြောက်ပေးရတယ်ဂျက်စီကိုလေအဲ့နဲ့နောက်ပိုင်းကျတော့အဲ့လိုပေါ့တဖြည်းဖြည်းနဲ့ဟိုအဓိကတော့ချက်တန်အောင်တင်ပေးတာပေါ့အဲ့လိုတော့မဟုတ်ပါဘူးเนาะလွဲလေးတော့ရှိတာပေါ့เนาะသူမအင်းကိုမအင်းပေါ့ညှိတာတော့ညှိရတာပေါ့လေဟိုပေါ့နော်ဟိုအသက်အရွယ်လည်းနည်းနည်းလေးကွာတဲ့အခါကျတော့အတွေးခွာလည်းနည်းနည်းကွာတယ်ဟိုဂျက်စီကတော့ဒီကအမှုပညာနဲ့နည်းနည်းလေးကြီးလာတဲ့ထဲမှာပါတယ်ကြတော့ကိုကကျတော့အပြင်လောကအခါမှာကျတော့ဂျက်စီအတွေ့ရကျတော့အမှုပညာအတွေ့လို့ပဲနည်းညံ့တယ်လို့ပြောရမှာပေါ့နော်တခုခုဆိုလို့ရှိရင်နည်းနည်းဇလန်းလေးရလို့ပဲနည်းနည်းဟိုစိတ်ကူးရင်ဆန်တဲ့ romantic ဆန်တဲ့ပုံလေးကိုကကျတော့လက်တွေ့သမားဆိုတော့တနိုင်သွားအဲ့လိုမျိုးလေးမှနည်းနည်းလေးညှိရတာတော့ရှိရဲဒါပေမဲ့နောက်ဆုံးတော့ပြည်လည်သွားပါတယ်romantic ကတော့ဘယ်လိုပြောရမလဲဟိုပေါ့နော်မထင်မှတ်တဲ့အချိန်တွေမှာ romantic ဆန်ပါတယ် propose လုပ်တဲ့အချိန်ကတော့ဒီလိုပဲဟီးဟာနဲ့ပေါ့အဲ့လိုမျိုးဘယ်လိုလူကြားထဲမှာဆိုတော့လေအကုန်လုံးကလည်းဝိုင်းကြည့်ကြပေါ့အဲ့လိုမျိုးကြတကယ်တမ်းဂျက်စီကရှက်တော့ရှက်တယ်သိလားအဲ့လိုပဲပျော်စရာလေးပေါ့အမတ်တရလေးဖြစ်သွားအနုပညာလောကကတော့ပြန်တော့လုပ်ချင်တယ်လုတ်လေးခေါ်စားပါလားရှင်လုတ်ချင်တယ်ဆိုပေမဲ့ဂျက်စီကအခုနည်းနည်းလေးပေါ့နော်ဟိုဝိတ်လဲချနေရမော်ဒယ်လုတ်တော့လို့တော့မဟုတ်နည်းနည်းလေးပြိလာတယ်ဂျားထဲမှာလည်းနည်းနည်းကျမ်းမာရေးထိသွားတဲ့အတွက်ကြောင့်မို့လို့ဂျက်စီကအာယုံကြောစီတောက်ရတော့လေအဲ့နည်းနည်းလေးပြိလာတဲ့အတွက်ကြောင့်မို့လို့အခုကကျတော့နည်းနည်း normal ပြန်ဖြစ်သွားတဲ့အချိန်ဒီမှာဝိတ်လဲချနေရဟိုဂျက်စီအနုပညာဘက်ကိုပြန်ပြီးတော့သွားဖို့တော့စိတ်ကူးနေပါတယ်ပေါ့နော်ဟုတ်ပေါ့နော်ဂျက်စီဒီအကုန်လုံးပြင်ဆင်ပြီးတော့မော်ဒယ်လောကတွေကိုပဲပြန်ဝင်ဖို့များပါတယ်ဟိုအဲ့လိုမျိုးပြန်လာခဲ့လို့ရှိရင်ဂျက်စီကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်